မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကမ္ဘာသမိုင်းတွေကနာမည်ကြီးမူရစ်ရာဇာတစ်ယောက်ဖြစ်တဲ့ဘာလိုအက်စကိုဘာဖေဘိုစကာဘာအကြောင်းကိုမျှဝေချင်ပါတယ်ဘာလိုအက်စကိုဘာဟာကိုလံဘီယာနိုင်ငံမွေးဖွားခဲ့ပြီး1980နဲ့1980ခုနှစ်များအတွင်းကမ္ဘာပေါ်မှာအင်အားကြီးဆုံးမူရစ်ဆေးဝါးရောင်းဝယ်သူအဖြစ်နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်သူဟာမီလွန်ကာဒလို့ခေါ်တဲ့မူရစ်ကိုင်းကိုဦးဆောင်ခဲ့ပြီးအမေရိကန်အပါအဝင်နိုင်ငံများစွာကိုကိုကိန်းမူရစ်ဆေးဝါးတွေတင်ပို့ရောင်းချခဲ့ပါတယ်တစ်ချိန်တုန်းကဘာဘလိုအက်စကိုဘာဟာကမ္ဘာအချမ်းသာဆုံးလူစည်ရင်းထဲထိပါဝင်ခဲ့ပြီးနေ့စဉ်ဝင်ငွေဟာဒေါ်လာတန်ပေါင်းများစွာရရှိခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သူ့ရဲ့မူရစ်လုပ်ငန်းတွေကြောင့်ကိုလံဘီယာနိုင်ငံမှာအကြမ်းဖက်မှုတွေလူသတ်မှုတွေအလွန်များပြားလာခဲ့ပြီးလူအများအတွက်ကြောက်မက်ဖွယ်ကာလတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့1993ခုနှစ်မှာကိုလံဘီယာလုံခြုံရေးတပ်ဖွဲ့များကဘာဘလိုအက်စကိုဘာကိုတပ်ဖြတ်နိုင်ခဲ့ပြီးသူ့ရဲ့မူရစ်အင်ပါယာလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဘာဘလိုအက်စကိုဘာရဲ့ဘဝဇာတ်လမ်းဟာအာဏာငွေကြေးနဲ့အကြမ်းဖက်မှုတွေကနောက်ဆုံးမှာမကောင်းသောအဆုံးသတ်ကိုပဲရောက်စေတယ်ဆိုတာသင်ခန်းစာအနေနဲ့ပြသထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်